ဒန်းခေါင်ပေါ်သွားဖို့ထဲအချိန်မှာမတော်တွေတကောင်ကကျွန်တော်ပဲကိုက်လိုက်တယ်ဗျာအဲ့ဒါမြင်တော့ကျွန်တော်တစင်ကင်ပြီးအကောင်ကိုခုတ်ပိုင်းပစ်ဖို့ပြင်လိုက်တာပေါ့နောက်တစ်စက္ကန့်တောင်မကြာဘူးအဲ့ဒီငွေကရုတ်တရက်ပုံစံပြောင်းပြီးလူလိုစကားပြောလာပါလေရောကျွန်မမကြသေးခင်ကငကားပုံဆွဲတာမအောင်မြင်လို့မတော်တဆမကောင်းတဲ့ငါးတကောင်ကြောင့်တန်းရရခဲ့တာပါရှင်မင်းသားကဒီနေတာမြင်တော့ကျွန်တော်ချက်ချင်းကောင်းညိတ်ပြီးသူ့တောင်းဆိုချက်ကိုလက်ခံလိုက်တော့တာပေါ့ပြီးတော့သူ့ကိုအိတ်ထဲထည့်ပြီးတိတ်တိတ်လေးအိမ်ကိုခေါ်လာခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲနောက်တနေ့မိုးမလင်းသေးခင်မှာပဲရွာကလူတွေကမိတုပ်တွေကင်ပြီးကျွန်တော်အိမ်ကိုရောက်လာကြပါလေရောဦးလေးမွေစိမ့်တကောင်တွေ့မိသေးလားအဲ့ဒီမွေကနက်မြေဖြစ်နေပြီးတရွာလုံးကိုတက်လိုက်မဲ့တဲ့ဆောင်ကြထဲမှာပုံပြီးနားထောင်နေတဲ့ကျွန်တော်ကကြောက်ကြောက်နဲ့မြေကိုကမန်းကရန်ဖွဲရတယ်ဒါပေမဲ့မထင်မှတ်ပဲမဖွဲရသေးခင်မှာပဲအဖိုးကလူတာထဲရောက်လာပါလေရောမြေလေးမင်းမနေညကမကောင်းဆိုးဝါတခုခုခေါ်လာခဲ့သေးလားကျွန်တော်လည်းမဟုတ်ဘူးပြဆိုတော့အဖိုးကမယုံဘူးပြကျွန်တော်ကိုဆောင်းလန်းခိုင်းတယ်ကျွန်တော်အသက်ရှူချက်တလို့ခံစားရပြီးနှလုံးကရင်ဘက်ထဲကနေအပြင်ကိုခုန်ထွက်ကြတော့ကျွန်တော်အသက်ရှူချက်တလို့ခံစားရပြီးနှလုံးကရင်ထဲကနေအပြင်ကိုခုန်ထွက်ကြတော့မလို့ခုန်နေတယ်ဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာအဲ့ဒီမြေစိမ်းကကျွန်တော်ဘူးဆိုးကိုကြားထဲမှာပုံနေတာကိုအေးဆက်ဆက်နဲ့ချုံမွေရဲ့အကြီးခွန်တွေကတင်းတင်းကြပ်ကြပ်ကညှိနေတာကိုအဖိုးတာကိုတာတိလို့ကတော့အဲ့ဒီနေရာမှာတဲ့တေထိုးခံရမှာပဲကံကောင်းလို့ပဲအဖိုးကတခါစစ်ပြီးသွားတော့ဘာမှထူးထူးခြားခြားမတွေ့ဘူးထင်လို့လူတွေအားလုံးကိုခေါ်ပြီးထွက်သွားကြတာပေါ့တလားလောက်ကြာတော့မွေစိမ့်လေးရဲ့ဒဏ်ရာတွေကကုံလို့ပျောက်သွားပြီးငါကတော့သူ့ကိုလှုပ်ပေးမလို့ပါပဲဒါပေမဲ့သူကတန်းပြီးခါပတ်တစ်ချောင်းဖြစ်သွားပြီးငါခန္ဓာကိုယ်မှလာရေးပတ်တယ်ဘလို့မှကိုမသွားတော့ဘူးဘလို့မှကိုမသွားတော့ဘူးလို့တကယ်ခဲလုံနေတော့တာပဲဒါနဲ့ငါလည်းသူ့ကိုဆက်ပြီးထားလိုက်ရတော့တာပေါ့နေကင်းဆိုအတူတူစောကြညဆိုလဲအတူတူအိတ်ကြပေါ့အဲ့လိုနဲ့ငါ12နှစ်ပြည့်မွေးနေ့ရောက်တော့အဖိုးကရုပ်တရက်ဝမ်းထဲမှာကြီးငါးတာခုနှစ်ချောင်းကိုစိုက်တယ်ပြီးတော့စက်ကူပတ်စံတွေမိရှို့ပြီးငါကိုပြောတာပေါ့ဒီနာကတကောင်ကြော်တာနဲ့မင်းက12နှစ်ပြည့်ပြီးကွယ်မင်းတယောက်ထဲနန္ဒာမီကိုစောင့်ရမယ်တောင်းခံနိုင်ရင်တော့အသက်ရှင်မယ်မတောက်ခံနိုင်ရင်တော့အဲ့ဒါကမင်းရဲ့ကံကြမ္မာပဲကွယ်အဖိုးပြောတာတွေကပါအတိတ်ပဲလဲပြမင်းရဲ့ကံကြမ္မာကဒီကဘာမှာရှာရှာပပမျိုးရိုးပြီးစကန်းကြမ္မာပဲကွယ်12နှစ်ပြည့်ကံကြမ္မာပေါ်လာတာနဲ့ပတ်ဝန်းကျင်မိုင်းတရားမင်းရဲ့ကံမာကဒီကဘာမှာရှာရှာပပမျိုးရိုးပြီးစံကြမ္မာပဲကွယ်12နှစ်ပြည့်ကံကျမပေါ်လာတာနဲ့ပတ်ဝန်းကျင်မိုင်းတရားအတွင်းကဦးစားတရေတွေတောတရေတွေအကုန်လုံးကမင်းရဲ့ခန္ဓာကိုယ်ကိုလာလူကြလိမ့်မယ်အဖိုးရဲ့ကျွန်တော်ကိုမချောက်ပါနဲ့တော့ဗျာချန်တဲ့ကမောင်မင်းမောင်နေတာကိုကြည်ပြီးတရေတွေလိုက်ရှာတော့မှာပဲလို့တွေးမိတော့ခြေထောက်တွေတုံနေပြီးအဖိုးကထပ်မရှင်းပြတော့ဘဲဒီနာကတော့ခေါင်းတလတဲ့ဝင်ပုံးနေခိုင်းတဲ့အဖိုးပြန်သွားတော့ကျွန်တော်လားဒီစိမ့်တကောင်ကျွန်တော်ရင်ခွင်ဝင်ထဲတိုးဝင်လာတယ်သူ့ကိုယ်ပေါ်ကနေမွေးရန်တင်းတင်းလေးထွက်ပေါ်လာပြီးခေါင်းတလာတဲ့ကပိုးရဲ့အနံ့ကိုချက်ချင်းလွှင့်ပြောက်သွားစေတယ်အဲ့ဒီနာကတော့အပြင်မှာလေတွေတဝီဝီတိုက်တရဲတွေအော်ဟစ်ကိုရိုတန်တွေကြားရတယ်ခေါင်းတလာကိုလည်းတခုခုကအယူမှုကုတ်ချစ်နေတာမျိုးတွေလည်းကြားရတယ်ဒါပေမဲ့ကျွန်တော်ကတော့မွေစိမ့်လေးကိုဖတ်ထားပြီးအေးစစ်စစ်ရဲ့အိပ်ပျော်နေခဲ့တဲ့သူရှိနာနေပြီးကိစ္စကြီးတစ်ခုပေါ်လာပြီးလှည့်ရွာထဲမှာတညီအကြောင်းပဲလူ6ယောက်တေဆုံးခဲ့တယ်သူတို့တေပုံကလည်းကြောက်စရာကောင်းတဲ့တေပြီးနောက်လက်နှစ်ဖက်နဲ့တေပြီးနောက်လက်နှစ်ဖက်နဲ့မျက်ခုံးကြမှာမြေကြီးခုံမှာမိတွေပေါက်နေတဲ့ရွာသားတွေလည်းချက်ချင်းပဲဝုန်းတန်းကျဲကုန်ကြတဲ့အကုန်လုံးကမြေနဂါမကောင်းဆိုးဝါဖမ်းစားတာလို့ပြောကြတာပေါ့အဖိုးကရွာသားတွေကိုနှစ်မျိုးစုံနဲ့ပြန်လွတ်ပြီးမှတက်ပြင်းချရင်ကျွန်တော်ကိုပြောတဲ့တေသွားတဲ့6ယောက်စလုံးကအဲ့ဒီတုန်းကအဲ့ဒီမြေကိုရိုက်နှက်တန်ရာရုပ်ခဲ့ကြတဲ့သူတွေနဲ့ကျွန်တော်ခနဲဖြစ်သွားပြီးနေ့စဉ်နဲ့အမျှကျွန်တော်နဲ့အတူရှိနေတဲ့မွေစိမ့်လေးကိုတတိယမိလိုက်တဲ့နာမတ်မိတဲ့အစတုန်းကသူ့ကိုကဲတော့သူ့ကိုပေါ်မှာဒဏ်ရာတွေအများကြီးပဲသူများဖြစ်နေမလားမသိဘူးနော်ငါကသူ့ကိုတရားလုံးကောင်းတလားတဲ့ထွေးပိုက်ပြီးအိတ်နေတာလေသူဘလို့လုတ်အပြင်ထွက်ပြီးလူတက်နိုင်မှာလဲအဖိုးကရုတ်တရက်ငါကိုမေးတဲ့မျိုးကိုမင်းဝက်ထားတာလားတဲ့ငါလဲလမ်းပြီးတလန်းနောက်ဆုတ်လိုက်မိတယ်အဖိုးကလက်မြောက်ပြီးဘာတစ်ချက်ရိုက်လိုက်တယ်ပြီးတော့ဒေါသကြီးစိုက်ကြည့်ပြီးငါကိုပြောတဲ့မင်းကိုမှမင်းမနှက်တွေဘာလို့အမြဲတမ်းရနေရတာလဲပဲတော့ထိလိညာကွယ်နေဦးမှလဲတဲ့ငါလည်းမတက်တာတော့လို့အဖြစ်ပြက်အကုန်လုံးကိုအစအဆုံးအသေးစိတ်ပြောပြလိုက်ရတယ်ဒါပေမဲ့ငွေစိမ့်လေးကိုတော့အဖိုးလက်ထဲငါမအပ်နိုင်ဘူးဒါပေမဲ့အဲ့ဒီအချိန်မှာပဲငါကခါပက်ပြောက်နေတာကိုသတိထားမိလိုက်တဲ့အဖိုးကတခုခုမားနေတယ်လို့ရက်မိသွားတဲ့အရင်ဆုံးခေါင်းတလကိုစစ်ဆေးတယ်ပြီးတာနဲ့ချက်ချင်းအိမ်ထဲကိုပြေးဝင်ပြီးရှာဖွေတာပဲပဲငါလည်းအဖိုးနဲ့အတူတူအပြေးလွှာလိုက်ရှာတော့တာပေါ့ဖိုးလုံးကမတွေ့စေနဲ့တွေ့လို့ဒဏ်ရာလည်းမရစေနဲ့လို့စိတ်ထဲကတိတ်တိတ်လေးဆူတောင်းနေမိတဲ့အိမ်တအိမ်လုံးပုပုလန်အောင်ရှာပစ်တာတော့သူ့ရဲ့ရောင်တောင်မတွေ့ဘူးအဖိုးကမျက်နှာဒီနဲ့ငါ့ကိုပြောတဲ့မိဆုံးဆိုတာရှောင်လို့ရသေးတယ်ငါတတ်မယ်ဆိုရင်တော့ဘလို့မှရှောင်နိုင်မှာမဟုတ်ဘူးမရှာနဲ့တော့ဒီညမင်းတေဘူးတာစောင့်နေတော့တဲ့အဖိုးရဲ့သူကငါ့ကိုဒုက္ခမပေးပါဘူးပြလို့ငါကခေါင်းမာနဲ့ပြန်ပြောလိုက်တဲ့အဖိုးကငါ့ကိုတခါမှမထိခိုက်ဘူးပါဘူးငါကပတ်ပြောက်သွားပြီဆိုတာကိုပဲအဖိုးကိုသိစေချင်တာပါတကယ်ကိုသိစေချင်နတ်ကပြောက်နေပြီလေဗျာအဖိုးတီအောင်လှုပ်ပေးပါဦးစားလဲလက်မလောက်တုတ်တဲ့တကိုင်းတစ်ခက်ကိုထုတ်ပြီးကျွန်တော်ဝစ်စားတော့
အေချိုလိုတအိမ်လုံးလိုက်ရိုက်တာပဲရိုက်လဲရိုက်ရင်လေထဲကိုတောင်းပန်နေသေးတယ်ကလေးကမသိလို့နှက်ကြီးကိုစော်ကားမိတာပါလို့ပြောတာပေါ့နာယီဝက်တီတီရိုက်နှက်ခဲ့တာကျွန်တော်နာလွန်းလို့မေ့မျောသွားတဲ့အထိပါပဲချင်မှုပြင်းပြင်းနဲ့နိုးလာတယ်မိန်မောမောနဲ့တကားတုံးဖွင့်ပြီးဝင်လာတဲ့ကိုလုံးကိုပေါက်လာလေးတယောက်ကိုမြင်လိုက်ရတယ်လိုက်ရအောင်ကသူ့ရဲ့ပြည်ဒီကိုလုံးလေးကဘာမှမပြောဘဲမိခလုတ်ကိုဖြည်းဖြည်းလေးဖွင့်လိုက်ရုံပဲမီးလင်းလာတဲ့အချိန်မှာကျွန်တော်လည်းအသက်ရှူရက်သွားသလိုပဲရောက်လာတဲ့သူကတကယ်ပဲတအားလာတဲ့မိန်းကလေးတယောက်ငွေရောင်ကာဝင်လေးဝတ်ထားပြီးအရေးပြားကနဲ့လှိုဖြူဖွေးနေတဲ့ရုပ်ရည်ကလည်းနတ်သမီးလေးတစ်ပါးကောင်းကင်ကဆင်းလာတာကြနေတာပဲကျွန်တော်ဘဝမှာအလှဆုံးလို့မြင်ဘူးတဲ့သူပါပဲကျွန်တော်လည်းသူ့ရဲ့အလှကောင်မင်းမောကြီးရမင်းဘသူလဲငါဘိုးကိုလာရှာတာလားမဟုတ်ဘူးငါမင်းကိုလာရှာတာတဲ့ကျွန်တော်လဲဘာလို့ရမှန်းမသိဘူးဖြစ်သွားတာပေါ့ဒါပေမဲ့ကျွန်တော်ခမားကိုမသိဘူးလေမဟုတ်ဘူးနေငါကိုသိပါတယ်အမျိုးသမီးကဦးတင်ဘေးကိုဖြည်းဖြည်းချင်းလျှောက်လာပြီးလက်ကိုစမ်းထုတ်လို့ကျွန်တော်ခန္ဓာကိုယ်အပေါ်ကဒဏ်ရာတွေကိုဖွင့်ဖွေးပုတ်တက်ပေးတဲ့မျက်လုံးထဲမှာလဲတကယ်ကိုတနာနေတဲ့ပုံမှာပဲနာလာဟင်ကျွန်တော်သွားခိုက်ပြီးမာနာနဲ့မနာပါဘူးလို့ပြောလိုက်တဲ့အမျိုးသမီးကဖော်လာပြုံးလိုက်တဲ့သူ့မျက်ဝန်းကနေမန်းငါသိပါတယ်ငါနဲ့ကိုအနာတက်တာအောင်လုပ်ပေးမယ်လေသူအတန်ကဘသူမှမငင်းနိုင်လောက်အောင်ဆွဲဆောင်မှုရှိတဲ့မော်ဆွန်းမျိုးပါနေတာပေါ့ကျွန်တော်ခေါင်းငိမ့်ပြလိုက်တဲ့သူမကဦးမကချိုတာစွာပြုံးပြီးရုတ်တရက်ခါကိုကုန်းလိုက်တယ်ပြီးတော့ရှာထုတ်ပြီးကျွန်တော်တန်ရပေါ်ကိုဖွေးလျက်လိုက်တာပေါ့အရေးပြားပေါ်ရန်ကနေတကူလုံးကျင်တက်လာတယ်လို့ခံစားရတယ်ကျွန်တော်မတိမတာတပြင်းချလိုက်မိတယ်အဲ့ဒီနာကျင်မှုတွေကချက်ချင်းကိုပျောက်ကွယ်သွားပြီးဘာနဲ့မှဖော်ပြလို့မရနိုင်တဲ့တက်တောင့်တက်တာမှုပဲကျန်တော့တာပေါ့တကူလုံးကြိုက်ခဲတာချင်းနေပေမဲ့နတ်သမီးလေးပေးတဲ့ပျော်ရွှင်မှုကြောင့်မကောင်းတာမှန်သမျှခဏတာမေ့သွားခဲ့ရတာပေါ့တကယ်ပြောရရင်ထူဆန်းတဲ့တူးလျက်သွားတဲ့နေရာမှန်သမျှကဒဏ်ရာတွေကနာကျင်မှုတွေလုံးဝပျောက်သွားတာပဲနောက်ဆုံးကြတော့12နှစ်အရွယ်ကျွန်တော်မှဘာလို့မှန်းမသိထူဆန်းတဲ့နောက်ဆုံးကြတော့12နှစ်အရွယ်ကျွန်တော်မှဘာလို့မှန်းမသိထူဆန်းတဲ့စိတ်ခံစားမှုတစ်မျိုးပေါ်လာပြီးဘာပြင်တွေပါပူနွေးလာခဲ့တာပေါ့ပြီးတော့ကျွန်တော်ကိုပို့ပြီးအံဝမ်းသာစေတာကတော့သူကကျွန်တော်ကိုဒဏ်ရာမရစေရဲ့အပြင်ခံစားရစေတာကတော့ဒီကြားထဲကသူကငါ့ကိုညှို့အားပြင်းနေမြအလုံးတွေနဲ့ကြည့်တဲ့သူ့အတန်ကလည်းနားဝင်ကြိုပြီးဆွဲဆောင်မှုရှိလိုက်တာငါလှလားဟင်းငါလည်းသူ့ကိုငငယ်မောမောလေးကြည့်နေမိတယ်ဘာမှမစင်စားပဲလို့နှစ်ယောက်ကိုလိုချင်တယ်လို့ပြန်ဖြေလိုက်တဲ့သူ့အတန်ကနည်းနည်းလေးဆွဲဆောင်မှုရှိတဲ့လေတံမျိုးနဲ့ငါလည်းမျက်နှာတွေနီးရဲပြီးခေါင်းငုံကတိုးတိုးလေးလိုချင်တယ်လို့ပြောလိုက်တယ်ကောင်းပြီအဲ့ဒါဆိုမင်းလူပြိုဖြစ်လာရင်အမကအဲ့ဒါဆိုမင်းလူပြိုဖြစ်လာရင်အမကမင်းကိုလက်ထပ်မဲတဲ့ငါလည်းချက်ချင်းပဲအရန်စိတ်လှုပ်ရှားပြီးဘာပြောရမှလဲမသိအောင်ဖြစ်သွားတယ်နတ်သမီးရဲ့မလေးအမပြောတာတကယ်လားဟင်လို့မေးလိုက်တဲ့အင်းတကယ်ပေါ့ဒါပေမဲ့တို့နှစ်ယောက်ကြားကကိစ္စတွေကိုတော့မင်းဘသူကိုမှပြောလို့မရဘူးနော်မင်းဘိုးပါဝင်ပေါ့ကြားလာကြပါတယ်ဗျာလို့ငါပြန်ဖြေလိုက်တဲ့နတ်သမီးရဲ့မလေးကိုတာထက်တွေ့ရမယ်ဆိုရင်ငါဘာမဆိုလုပ်ပါမယ်နောက်တနေ့မနေ့စောစောငါတန်ရာတွေတညရဲနဲ့အာရွတ်တောင်မကြံပဲပျောက်ကင်းသွားတာကိုမြင်တော့ဒုတိယဘူရဲ့မျက်နှာကတော့အယမ်းမကောင်းမှုဖြစ်နေတယ်ရောက်လာတာပဲတဲ့ငါရှင်းပြတော့မရှင်းပြရသေးခင်မှာပဲအဖိုးဆွေးဆွေးမှုဖြစ်တဲ့ဒုတိယအဖိုးကငါစီကိုလာပြီးတော့ပြက်ပြက်သားသားပြောလိုက်တယ်ကိုနှဆိုးဆွဲနေပြီး3ရက်အတွင်းတေကိုတေးရမယ်အသက်ရှင်နေဆိုရင်နင်းလန်းတစ်ခုပဲရှိတယ်အဖိုးပြောချင်တာကမီးဖွဲ့လားလို့ငါမေးလိုက်တဲ့ဦးလေးကြီးကောင်းတဲ့ဟုတ်တယ်ကလေးအတွက်မိန်းမီလူကိုယူပေးဖို့ဆိုရင်တရေနဲ့မတည့်တာဖြစ်နေတော့ကိုချမ်းတဲ့တရေကိုရှာပြီးအဲ့ဒီနှဆိုးကိုဖိနှိပ်မှပဲသူ့အသက်ကိုကယ်နိုင်မှာပေါ့ရင်းနဲ့អော်လိုက်တဲ့ကျွန်တော်မိမီလူမင်းမမယူချင်ပါဘူးပြားဆက်ပိတ်အဖိုးကပါရိုက်လိုက်တဲ့မင်းသိချင်တာလားရှင်ချင်တာလားဒီကိစ္စမင်းသဘောမဟုတ်ဘူးကျွန်တော်ကနှုတ်ခမ်းဆူပြီးပြောတယ်ဒါပေမဲ့ဒီလူမက်ကိုယူလိုက်ရင်ကျွန်တော်နောက်မင်းမယူလို့မရတော့ဘူးလေအဖိုးကစိတ်မရှိတော့ပဲရှင်းပြတယ်ဒီဘီလူမက်ကမင်းကိုကူပြီးဘေးအနေရကပေးဖို့လာတာပုံမှန်တိုင်းလှုပ်သွားတာပဲမင်းနောက်မင်းမယူတာဒါပေမဲ့ဦးလေးကြီးကအဖိုးကိုထားပြီးကျွန်တော်ကိုပြောတယ်ရပြီဒီညမမင်းကိုတင်းချိုင်းကုန်းကိုခေါ်သွားမယ်မင်းကိုယ်တိုင်ခြေသက်ရှင်ရပြီဒီညမင်းကိုတင်းချိုင်းကုန်းကိုခေါ်သွားမယ်မင်းကိုယ်တိုင်ခြေသက်ရှင်ဖို့အတွက်အဲ့ဒီညမှာပဲကျွန်တော်ဦးလေးကြီးနဲ့အတူတင်းချိုင်းကုန်းကိုသွားခဲ့တယ်ဒီနေရာမှာအုတ်ကူတွေအပြည့်ပဲကျွန်တော်တို့အုတ်ကူတစ်လုံးပြီးတစ်လုံးလိုက်ကြည့်ခဲ့ကြတယ်ကျွန်တော်တို့ကဆက်ပြီးတေချာလိုက်ရှာကြတာပေါ်ထဲမှာမြုပ်ထားတဲ့အမျိုးသမီးတွေကိုရှာလာပြီးတော့အိမ်အောင်မကြဘူးသေးတဲ့အရွယ်တော်နာပေါင်းများစွာကိုတစ်ခုပြီးတစ်ခုကောခဲ့ကြတာနောက်ဆုံးတော့24နှစ်မှာဆုံးသွားတဲ့မိန်းကလေးတစ်ယောက်ရဲ့ကိုတွေ့ခဲ့ရတဲ့ဖေကြီးကပန်းသီးတစ်လုံးထုံမွေးတိုင်တိုင်ထုံပြီးအုတ်ကူကိုမျက်နှာမူကပြောတယ်မနှက်ဖြန်ဒီအချိန်ရွာထိတ်ကဦးဝန်းတို့အိမ်မှာနှစ်ပွဲရှိတယ်မိရှုတူမိဘတွေလည်းဖောက်ကြလိမ့်မယ်သမီးလေးစိတ်ဝင်စားရင်တွားကြည့်ပါဘူးလားတဲ့ကျွန်တော်လည်း3ချိန်ကုန်ပြီးအယိုးအသေးပေးလိုက်တဲ့အဖေကြီးပြောလိုက်ထပ်ပြီးနောက်ထပ်အုတ်ကူတွေဆက်ရှာကြတာပေါ့တညလုံးတွေပါများတော့ကျွန်တော်တို့10ကူကြော်လောက်ကြော်ပြီးခဲ့ပြီးအိမ်ပြန်ရောက်တော့တရေဆက်ခင်းမဲ့ဆက်ဖွဲ့ကစင်ကိုအသင့်ဆောက်ထားပြီးကျွန်တော်စိတ်လှုပ်ရှားစွာစောင့်နေတော့ဆက်စင်နောက်ကအမျိုးသမီးတယောက်ရဲ့အရေးကိုမြင်လိုက်ရတော့ရင်ထဲတစ်မျိုးဖြစ်သွားတဲ့မနေညကကျွန်တော်အခန်းကိုလာတဲ့နတ်သမီးမကြီးကျွန်တော်တို့ကြာကတိစကားကိုတတိယမိတယ်တွေ့ရင်လည်းတယောက်ကိုတယောက်မသိကြိုးကျွံပြရမယ်ဆိုတာကိုကျွန်တော်လည်းရင်ထဲကစိတ်လှုပ်ရှားမှုကိုအသေးတန်ဖိနှိပ်လိုက်ပြီးမျက်လုံးတွေကလည်းစပွဲစီကိုရောက်သွားတဲ့လူကြီးတွေကတော့အလုရှုံနေကြတာပေါ့ကျွန်တော်လည်းကူးရမလားမကူရဘူးလားစဉ်းစားနေတော့နားတဲ့ကို
ရုတ်တရက်တန်တိုးလေးဝင်လာတယ်ကလေးငါကိုမှတ်မိသေးလာတဲ့အဲ့ဒါကတခြားသူမဟုတ်ဘူးနတ်သမီးမကြည့်ပဲသူကျွန်တော်နားရောက်လာပြီးတော့စပွဲပေါ်ကကျွန်တော်မွေးစင်းရေးထားတဲ့စက်ကူဖြူလေးပေါ်ကိုသူ့မျက်လုံးတွေကတော်တော်ကြာအောင်စကိုအဖိုးကိုမပြောပြခဲ့ပါဘူးဒါပေမဲ့အဖိုးကကျွန်တော်ကိုတရေမမရယူပေးမှအသက်ရှင်မယ်ဆိုတော့ကျွန်တော်အမလေးကိုအားနာတယ်ဗျအဖိုးပြောတာမှန်ပါတယ်မင်းကလိမ့်မာပါတယ်ငါမင်းကိုအပြစ်မတင်ပါဘူးတရေများရှာရမှမင်းကြောက်လားကျွန်တော်နည်းနည်းလေးမှမကြောက်ပါဘူးနတ်သမီးအမလေးကောကြောက်လားသူမကောင်းခါပြတယ်ကျွန်မလည်းမကြောက်ပါဘူးဒါနဲ့မင်းတရေများနဲ့ပတ်သက်ပြီးဘာများလိုချင်တာရှိလဲဘာမှအထူးတလဲမရှိပါဘူးမကြောက်ရွံဆိုရပါပြီနည်းနည်းလေးပို့လာရင်တော့ပိုကောင်းတာပေါ့ဒါနဲ့နတ်သမီးအမလေးနာမည်ကဘသူလဲကျွန်မနာမည်ကရှူလော့လီပါရေးကြတဲ့လော့ဖန်းစီလီပါကျမကိုရှောင်ချင်းလိုပဲခေါ်ပါသူမကကျွန်တော်ကိုဖွင့်ပွေးပုတ်တက်ပြီးမျက်စိတစ်ဖက်မိတ်ပြတယ်မင်းမကြောက်ပါနဲ့ဘာမှမဖြစ်ပါဘူးတရေဆိုတာတကယ်မကြောက်စရာမဟုတ်ပါဘူးတော့ပြောပြီးတာနဲ့သူမပြောပြီးတာနဲ့သူမကလှည့်ပြီးစက်ခုံဘက်ကိုရှောက်သွားတဲ့နတ်သမီးမလေးသွားပြီးတဲ့နောက်မှာတော့ဦးလေးကြီးရောက်လာပြီးသူမကိုမြင်ပုံမရဘူးနတ်သမီးအမကြီးကိုမြင်တော့သူကကျွန်တော်ကိုမှလိုက်တယ်ခဏနေရင်ငါတို့ပင်ထားတဲ့တရေမတွေအားလုံးမင်းကိုလာကြည့်ကြလိမ့်မယ်ဘသူကမင်းရှိကဒီပတ်သက်များလက်ကောက်ကိုကောက်ကင်လိုက်ပြဟီဆိုရင်တော့သူကမင်းကိုလက်ထပ်ဖို့သဘောတူတယ်လို့အတိတ်ပဲရတယ်ပေါ့အဲကြရင်မင်းတိုက်ရိုက်အိတ်ခမ်းထဲကိုတွားရုံပဲညအိတ်ခမ်းပဲလေမင်္ဂလာဦးညအိတ်ခမ်းလာကျွန်တော်ကရဲနဲ့ဘယ်နဲ့မင်္ဂလာဦးညအိတ်ခမ်းလောက်ရမှာလဲဦးလေးကြီးကတက်ပြင်းချပြီးပြောတယ်အခုချိန်မှာတခြားနီးလမ်းမှမရှိတာမင်္ဂလာဦးညအိတ်ခမ်းမလုပ်ရဲရင်တော့တေးဖို့ပဲစောင့်နေရမှာပေါ့တဲ့ကျွန်တော်လည်းပြန်မငင်းတော့ဘူးဟုတ်တာပေါ့လေဘလို့ပဲဖြစ်အသက်ဆုံးရှုံးတာထက်တော့ကောင်းတာပေါ့ကျွန်တော်တအားစိတ်လှုပ်ရှားလွန်းလို့လက်ဖွားတွေချွေးတွေပြန်နေစိတ်ထဲမှာလဲကြောက်လဲကြအောက်ပါမှလည်းမတက်နိုင်ဘူးဖြစ်နေတယ်မကြခင်ပဲတက်ခေါင်ရန်အချိန်ရောက်လာပြီးတရေပြဆက်ဆက်တင်တော့တယ်အရာမပိတ်ကားကြီးနဲ့ပေါ်စင်မောကမင်းသားမင်းသမီးတွေရဲ့ကြေကွဲဖွဲငူရှိုက်တန်တွေနဲ့အတူလေးတစ်ချက်ကခြံဝင်းထဲကိုရုတ်တရက်တိုက်ခတ်ဝင်ရောက်လာတဲ့မူလကစားပွဲနားမှာကစင်ကားပြန့်ကျဲနေတဲ့ခုံတွေကလည်းတစ်ခုပြီးတစ်ခုရွေ့လျားပြီးကိုနေရာနဲ့ကိုပြန်တက်မှတ်ကြတယ်ကြခင်ပဲတက်ခေါင်ရန်အချိန်ရောက်လာပြီးတရေပြဆက်ဆက်တင်တော့တဲ့အရာမပိတ်ကားကြီးနဲ့ပေါ်စင်မောကမင်းသားမင်းသမီးတွေရဲ့ကြေကွဲဖွဲငူရှိုက်တန်တွေနဲ့အတူလေးတစ်ချက်ကခြံဝင်းထဲကိုရုတ်တရက်တိုက်ခတ်ဝင်ရောက်လာတဲ့မူလကစားပွဲနားမှာကင်ကြားပြန့်ကျဲနေတဲ့ခုံတွေကလည်းတစ်ခုပြီးတစ်ခုရွေ့လျားပြီးကိုနေရာနဲ့ကိုပြန်တက်မှတ်ကြတယ်ကျွန်တော်စိတ်ထဲမှာရှင်းရှင်းလင်းလင်းသိလိုက်တာကတော့မင်းညကငါတို့ပင်ထားတဲ့တရဲမတွေအားလုံးနေရာယူပြီးသားဖြစ်နေပြီဆိုတာပဲဦးလေးကြီးကတိုးလေးလန်းអော်လိုက်တယ်လာကြပြီးသူတို့တမက်ရေးတော့မဲတဲ့စကားတန်ဆုံးတာနဲ့ကျွန်းတိန်နဲ့မောဟိုက်တန်တွေနဲ့အတူဖိအားပေးခံရတယ်လို့မျိုးခံစားချက်ရုတ်တရက်ကျွန်တော်ရှိကစားပွဲပေါ့ကကြောက်စိမ့်လက်ကောက်ကစားပွဲနဲ့အတူတုံလာတဲ့အဲ့ဒီနောက်ဆဲချီတဲ့ဖြူဖြော့ဖြော့လက်တွေကတစ္ဆာလက်ဖွဲလို့သတ်မှတ်ထားတဲ့ကြောက်စိမ့်လက်ကောက်စီကိုလမ်းလာကြတယ်ကျွန်တော်ရင်လဲဖြင်းကနေဖြစ်သွားတဲ့ဦးလေးကကြောက်စိမ့်လက်ကောက်ကိုဖမ်းမိတဲ့သူကကျွန်တော်မိမဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးလားဘာလို့လက်တွေဒီလောက်များနေရတာလဲနောက်ပြီးသူတို့နဲ့မင်္ဂလာဦးညအတူနေရမယ်အခြေနာလီရဲ့အတန်ကကစင်မြင့်ပေါ်ကနေပဲတင်ထက်လာတယ်နည်းနည်းတော့ဆနောက်တဲ့ပုံစံလေးနဲ့ဒါပေမဲ့အရန်ကိုအာနာပြတဲ့ပုံစံမျိုးပေါ့ကျွန်တော်မောကြည့်လိုက်တော့သူ့ဝတ်စုံကလေးထဲမှာတလွတ်လွတ်နဲ့လေထဲမှာရက်နေတဲ့လာရောက်အောက်မှာအိမ်မက်ထဲကလိုးလက်လိုက်တာညီလေးမင်းတို့ကန်ကောင်းလိုက်တာရုတ်တရက်ကြီးအမတွေဒီလောက်များများမင်းရဲ့မင်းမဖြစ်ချင်လို့ပြိုင်နေကြတာပဲကျွန်တော်ဖြူဖြက်ဖြောလက်မောင်းတာဘူးကျွန်တော်ကလာတဲ့သူတယောက်ပဲလိုချင်တာလို့ပြောလိုက်တယ်ရှိုလော်လီကခုံဆင်းလာပြီးကျွန်တော်ရှိမှပိတ်ရက်လိုက်တယ်ဖြူဖက်ဖြူရောဖြစ်နေရဲ့လက်တွေကိုအေးဆက်ဆက်အတန်နဲ့ပြောလိုက်တယ်အလှအဆုံးတယောက်ကနေခဲ့ကြတာတွေအားလုံး၅စီကထွက်သွားကြဆန်းစကားဆုံးတာနဲ့လက်တွေကချက်ချင်းပြန်ရုပ်သွားတဲ့ဖြူဖက်ဖြူရောနဲ့ရှီလျားတွေ့တန်းနေတဲ့လက်တစ်ဖက်ပဲကျန်တော့ပြီးကြောက်စိမ့်လက်ကောက်ကိုငင်းတာစုပ်ကင်လိုက်တယ်လေဟဲမင်းကငါပိုင်ပြီဆိုတဲ့အဲ့ဒီအေးဆက်ဆက်မင်းကလေးတန်ကငါနာတဲ့တိုးဝင်လာပြီးကြောက်စရာပြောလိုက်တာပေါ့မေပန်းခက်ဖျားကချိုလော့လီရီနင်းကများနှစ်သုံးဆဲတောင်ကျင့်စင်မရှိသေးတယ်ဒီမှာမျက်စိနောက်အောင်မလုဆန်နဲ့အဲ့ဒီမိမ30ကပြန်မပြောရဲဘူးတိတ်လေးတောင်းပန်ပါတယ်လို့ပြောပြီးလက်ခံနဲ့ထွက်သွားတော့တာပဲနောက်ဆုံးတော့သူ့ရုပ်ရည်ကိုတေချာမြင်လိုက်ရတဲ့မျက်နှာကဖြူဖက်ဖြူရောရှာကရှည်လျားပြီးရင်ဘက်ကနီးရဲနေတာအလှပြိုင်စရာလားမပြောတတ်တော့ပါဘူးဒါကအလှဆုံးနဲ့လားဒါဆိုကျန်တဲ့မလှတဲ့ဟာတွေကဘလောက်တောင်ကြောက်ဖို့ကောင်းလိုက်မလဲနော်လို့စိတ်ထဲကတွေးမိတာပေါ့ကန်ကောင်းလို့လက်သမီးမရှိသေးတာပေါ့အဲ့ဒီအချိန်မှာပြဆက်စင်သမီးလုံးတွေလင်းလာပြီးအဖိုးနဲ့ဦးလေးကြီးတို့ကနောက်ဆက်ခုံကနေပြေးထွက်လာကြတယ်လေအဖိုးကကြောက်စိမ့်လက်ကောက်ကိုမတွေ့ရတော့တာနဲ့တက်ပြင်းချလိုက်ပြီးအိတ်ကိစ္စပြီးတစီကျွေးမကစစ်ဆက်လက်ဖွဲ့လက်ခံလိုက်ပြီးဆိုတော့မင်္ဂလာရက်ရောက်တာနဲ့ကလေးကိုမင်္ဂလာခံတဲ့ပို့လိုက်ရုံပဲလို့ပြောတာပေါ့ဘေးနာကကချိုနဲ့သမီးကရုတ်တရက်ပြောက်ွယ်သွားတာကိုသတိထားမိလိုက်တော့သူတို့ကိုအလောတက်ကြီးမေးလိုက်တာပေါ့ခုနကအမကြီးပဲရောက်သွားပြီလဲအဖိုးနဲ့ဦးလေးကြီးကမျက်နှာတွေအံ့တုံလှုပ်သွားပြီးဘဲကအမကြီးရှိလို့လဲကွာအစအစုံမင်းတယောက်တည်းပဲရှိတာပါလို့ပြောကြတယ်ကျွန်တော်ရင်ထဲမှာဒိတ်ခတ်နဲ့ဖြစ်သွားတာပဲရှူလော့လီအကြောင်းအကုန်စင်ပြောပြလိုက်တယ်ဦးလေးကြီးမျက်နှာကရုတ်တရက်ပြတ်သွားတာပဲအဲ့ဒီရှူလော့လီဆိုတာမွေမိစ္ဆာပဲဖြစ်လိမ့်မယ်သူကအရင်ဆုံးမင်းမတက်ရဲကို6လန့်ပြီးကြောက်စိမ့်လက်စွပ်ကိုယူသွားတာမင်းကိုတယောက်တည်းပိုင်ဆိုင်ပြီးမင်းရဲ့ရန်ချီတက်ကိုကုံဆုပ်ယူခြင်းလို့ပဲကျွန်တော်မယုံဘူးမထက်နိုင်တာသူကကျွန်တော်ကိုဘလို့လုပ်ပြီးဒုက္ခပေးနိုင်မှလဲလို့ပွေးစေးပွက်စီးမိတယ်ထားပါတော့ကွာလက်ဖွဲ့ပစ္စည်းတွေလည်းယူထားတယ်ဆိုတော့မင်းနဲ့တကယ်လက်ထက်ချင်း
နေတာလည်းဖြစ်နိုင်တဲ့တရေဖြစ်ဖြစ်မိစ္ဆာဖြစ်ဖြစ်ဒီနာကတော့စမ်းကြည့်လိုက်ပေါ့မင်းမင်္ဂလာခန်းထဲဝင်လိုက်တော့ကွာတဲ့ကျွန်တော်လည်းရင်ထိတ်ထိတ်နဲ့အိတ်ခန်းထဲဝင်လာခဲ့တဲ့ကူတင်ပေါ်မှာထိုင်နေတော့ရှူလို့လေရဲ့ပုံရိပ်တွေကရင်ထဲမှာပြည့်နေနေတာပဲသူမယမ်းလာတာပဲတေးရမယ်ဆိုရင်တောင်ကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ညစ်တန်းခေါင်ရံကနေမနေ့2နာရီလောက်ထိစောင့်နေခဲ့တာခန်းထဲမှာကျွန်တော်ရဲ့ကြောက်စိမ့်လက်စုကိုယူသွားတဲ့သူကချိုလို့လီမဟုတ်ဘူးလားလို့ပေါ့အဲ့လိုတွေးနေတော့ပဲရှိသေးတယ်အဖိုးကရုတ်တရက်တကားဖွင့်ပြီးဝင်လာတဲ့သူကအဲ့ရပေါ်မှာတယောက်တည်းထိုင်နေတဲ့ကိုကြည့်လိုက်ပြီးဒီမြေမိစ္ဆာကလက်ဖွဲ့ပစ္စည်းတွေယူပြီးတော့လည်းမလာဘူးဆိုတော့မင်းကိုဖြည်းဖြည်းချင်းတင်အောင်လုပ်နေတာဖြစ်လိမ့်မယ်လို့ပြောတဲ့သူစကားမဆုံးသေးဘူးသူဖုံးလာတော့ဖုံးထဲကနေဦးလေးကရဲ့အတန်ထွက်လာပြီးကလေးကိုမြန်မြန်ခေါ်ပြီးပြေးတော့တက်ပြားစီတဲ့ကားကြီးက6ထဲထိုးကျသွားပြီးတင်းချိုင်းကုန်းပေါ်ကမိမသက်ရဲတွေလှုပ်လိုက်တာပဲလို့ပြောလိုက်တာ